ကျွန်တော်ဦးရောက်နေတဲ့နေရာနဲ့မင်းကရန်ကုန်လေးတန်ဝင်နဲ့ကျွန်တော်နေတဲ့နေရာကနေဆိုကား2 နာရီခွဲလောက်တော့စီးရတယ်ကျွန်တော်လေးတန်ဝင်ကိုရောက်တော့17 နာရီခွဲလောက်ဖြစ်နေပြီအဲ့ချိန်မှာတော့လူအနည်းစုလောက်ပဲမြင်တွေ့ရသေးတယ်ကျွန်တော်ကငှက်တွေရှိရနေရပြီးအရင်သွားခဲ့ဒီငှက်လေးရဲ့နာမည်ကရွှေရည်တဲ့သူတို့လေးရဲ့နာမည်ကတော့ဂျိုဖြူတဲ့ဒါနဲ့ပဲဝုတ်မနေရှိရနေရသေးတယ်ထပ်သွားခဲ့ပါသေးတယ်နောက်ထပ်ငှက်ကလေးတွေကိုလည်းတပ်ပုံရိုက်ခဲ့ပါသေးတယ်ဒါကတော့ကျွန်တော်ရိုက်လာခဲ့တဲ့ပုံလေးဖြစ်ပါတယ်နာပြီးနှုတ်စားခဲ့ပါတယ်။အမတ်တရားတစ်ခုဖြစ်အောင်ကျွန်တော်ကိုယ်တိုင်လည်းတက်ဝင်ရခဲ့ပါသေးတယ်။အဲ့ဒါနဲ့သမီးနေရှိရာစီတက်သွားခဲ့တယ်။သူ့နာမည်ကဟိမဝန္တာမီယုံတဲ့။ဒါနဲ့ပဲလမ်းချောင်းနေရာတစ်တည်းစီတက်သွားခဲ့တယ်။သွားနေရင်တကောင်နဲ့ထိုင်နေတဲ့ငယ်ကလေးကိုတွေ့လို့အားပေးခဲ့ပါသေးတယ်။ငါလေးပြူပါပဲလို့။တယောက်တည်းနေရာတစ်တည်းကိုသွားတာရေပေါ်စရာကောင်းပါရဲ့။ပျော်ရွှင်ရပါတယ်ရင်ခုန်ရပါတယ်စိတ်တွေလည်းလွတ်လပ်သွားတယ်လို့ခံစားရပါတယ်ဗျဒါနဲ့တမင်ရထက်တွေလည်းပုံတူတူရိုက်ခဲ့ပါသေးတယ်ဒီငှက်ကြီးကိုလည်းတက်ပုံရိုက်ပြီးခဲ့ပါသေးတယ်ဆင်းရဲရှိရနေအောင်သွားခဲ့စေနာကျွေးတဲ့လူတွေလည်းတွေ့ရပါတယ်ဒီမီးကိုလည်းမြင်တွေ့ခဲ့ပါသေးတယ်နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြမယ်